TikTok မှာဒီရပန်းစားနေတဲ့ဒီဗီဒီယိုလေးတစ်ပုဒ်ရှိတယ်ပေါ့နော်အဲ့ဗီဒီယိုလေးကိုကျွန်တော်အားလုံးဖွင့်ပြခြင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တခုခုတော့ရင်ထဲမှာတော့ကြံဝါးစီမဲ့ဗီဒီယိုတစ်ပုဒ်ပေါ့နော်ဒီကလေးလေးရဲ့သူပြောပုံဆိုပုံတွေပေါ့နော်လူတော်များလဲကြိုက်ကြမယ်လို့ထင်တယ်ကျွန်တော်တော့မှနားထောင်ရင်းနဲ့ဆုံးတော့မဆုံးသေးဘူးမျက်ရည်တွေပါဝဲကျင်မိသွားတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြောနေတာကြားရတယ်ပေါ့ကြည့်လိုက်ကြအောင်နားလည်းပဲတိတ်လာရင်နားလာလေမေးစပွဲအိုဖောင်းနိုင်ချီအမီမင်းတိုင်တွေ့ရတယ်ဒါပေမဲ့မင်းကျတဲ့ဟင်းတွေအဖေရဲ့ကျွေးတဲ့ဒေသတားဒီကမှာပဲပြောရရှိအမေတို့ကြည့်ရပြီခဲလာမှာအဖေတို့တန်းတာဘဝဆိုငယ်ဝအဖေတိုက်ခဲ့ဘူးလေအောက်ကမနှမ်းများလေးတွေအဖေလောမချိုးဖွာလေတာဒီရဲ့ပဲဖေဒီတကောက်မာပြီးတော့ပြန်ရတယ်အိမ်မနေရမပြောဘူးလို့ပြောနေတဲ့စကားတွေအတွက်အဖေကိုပြန်တောင်းရအောင်မယ်အဖေလုံးကြည့်တယ်မှာအဖေပြမလာလို့ဘယ်ကောင်းမင်းရဲ့တောင်းမယ်အဖေပြောတဲ့စကားလေးကမသာဘုံမဆင်းပြီးဒီနိုင်ငံကိုပြန်လာအဖေရှိနေတဲ့မြတ်မသာသမီးတွေညနာမနေရဘူးတဲ့ဒီလိုကြီးဟာဆောင်ကောင်းလိုက်ပုံများအဖေတောင်းလွမ်းလာလို့မေးတော့မင်းတို့တောင်းလိုက်ကိုလွမ်းရလားတဲ့အဲ့တော့အမေရောက်လို့ပြောငါသားမေးပြီလူညင်းကြီးမျက်ရည်ကျနေပြီတဲ့မေးလူရင်မထွေးပြီးချိုးကျွန်တော်ပြောချင်တာပါနော်ဒီဗီဒီယိုလေးနဲ့တော့ပျော်ကလေးလေးပြောရတဲ့စကားတွေထဲပို့ပြီးတော့အဓိပ္ပာယ်ရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကို့အဖေနဲ့အမေကဘလို့ခက်ခဲမျိုးတွေပဲဖြစ်ဖြစ်ရင်ဆိုင်ကြော်လွှားပြီးတော့ကိုယ်တွေကိုမွေးထုတ်ပေးခဲ့တာပေါ့နော်။အဲ့အတွက်ကိုမိဘဆိုတာတော့မိဘကျေးဇူးဆိုတာတော့ဆက်လို့တော့မကုန်ဘူးပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့အခုချိန်မှာရှိနေတဲ့ကာလအတွင်းမှာအဖေမိရှိနေတဲ့ကာလအတွင်းမှာပေါ့နော်အတက်နိုင်ဆုံးမိဘကျေးဇူးကိုတက်နိုင်ဆုံးဆက်နိုင်တဲ့တားကောင်းမိရဲ့နာတွေဖြစ်ကြပါစေလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့တော့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ